ဒါကတော့ခင်တီးသွားပါပြီဘာလို့လဲဆိုတော့အဲ့မှာစာသူပြောတယ်လို့ပြောမှာဖြစ်ပါတယ်အဲ့အောင်မပေါ့နော်ဒီလိုမျိုးအတန်ထက်လေးနဲ့ပြောပြမှာဖြစ်ပါတယ်ဆယ်လိုက်ပြောပါမယ်ပြောရမယ်တိတ်ပြောပေါ့နော်အင်္ဂလိပ်ဆိုတာ Are you serious လားမသိပါဘူး Serious လားမသိ Are you serious Are you serious Are you serious Oh wow Are you serious နားနဲ့တူထားပါမယ်အဲ့လိုပေါ့နော်အဲ့လိုလောက်ပါပါအားတစ်ခုပေါ့နော်တိတ်ပြီးတော့အင်္ဂလိပ်စကားလည်းတိတ်မတတ်ပါဘူးI miss you ဟုတ်တယ် I miss you I miss you Whoa I miss you I miss you I miss you နားတူထားလိုက်ပါမယ်အရန်ကြိုက်သွားကြတယ်ဒါတော့တိတ်မလုပ်တော့ဒါပေမဲ့ English စကားမသက်လို့လားမသိဘူးเนาะကျွန်တော် emoji တွေရောတယ်နောက်တစ်ခုထပ်ဆိုမယ်ပေါ့နော် English စကားမသက်လို့ပါ You just need to release လာမသိဘူး Okay You just need to release You just need to release You just really to release Really. You just need to really. You just need to really. You just really. You just need to really. I don't know what you know how to put it over. Slap. 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 Oh, slap. ဒါတို့ထပ်စားအများကြီးဆော့ပြရမှာဖြစ်ပါတယ်ဒါတော့များပါပါပြီ You are so funny တော့ဟောအဲ့တော့တေးတာတော့ဒီတိုင်းမလုပ်တော့တေးသွားတယ် You are အဲ့လိုပဲလုပ်တော့ You are so funny You are so funny Coco You are so funny Coco You are so funny You are so funny You are so funny ကဲ bye bye နောက်တစ်ခုတော့ကျန်ပါတယ်ဒါပေမဲ့တတာပါလို့ချစ်ပါတယ် bye bye ဒါလေးကိုလာဆော့ပြပါမနော်အကုန်လုံးကိုလည်းဘာလို့ဆော့ပြရမှာဖြစ်ပါရှင်တယောက်တည်းမဆော့